အိမ်မက်တောင်ရဲ့အောက်ဆုံးလှုပ်ဝက်အထက်မှာဝါလော့ဂျင်မဲကအဖမ်းခံရရတဲ့အပြင်သူ့လိုစစ်ပင်တယောက်ကိုပါထောင်ဆောင်တွေကရိုက်နှက်တာကြောင့် Ace လည်းအံ့ဩသွားပါတယ်။ဒါပေမဲ့ဂျင်မဲကတော့အဲ့လိုနှိပ်စက်တာကသူ့ကိုမနာကျင်စေပဲတရားမျှတမှုနဲ့လူသားဆန်မှုမရှိတော့ရင်သာသူနာကျင်ရမှာလို့ပြောပြလိုက်ပြီးသူကိုယ်တိုင်ကလည်းဝါလော့တယောက်မဖြစ်ချင်တယ်လို့သူ့မှာလှုပ်စီရတွေစီတေးရမှုဒီထောင်ထဲမှာတေးမသွားချင်နေပဲဒီစစ်ပွဲကိုတားဖို့သူ့အသက်ကိုရင်းရမယ်ဆိုရင်တော့နောက်မဆုတ်ဘူးလို့ဂျင်မဲကပြောပြလိုက်ပါတယ်။ထောင်ရဲ့ level 2မှာအစကလူဖီနဲ့ဘဂီ2ယောက်ပဲတောင်းကျမ်းနေရဆိုပြီးမြဲအခုတော့ Mr. 3ပါရောပါလာလို့ထောင်ဆောင်တွေလည်းပြာခတ်ကုန်ကြပြီရှိသမျှတားရဲတိုင်းကလည်းသူတို့နောက်လိုက်နေတာဖြစ်တဲ့အတွက်အချိန်မဖြုံးချင်တဲ့အစုံ3ယောက်သားနတ်ဆိုးအသည့်အစွမ်းနေနဲ့ပြန်တိုက်လိုက်ကြပါတယ်။ဒါပေမဲ့အထူးဖန်နေကြတဲ့အစိပ်ပြင်းကင်းမီကောက်တွေနဲ့ရုပ်ဆိုးဆိုးလူမျက်နှာနဲ့ချင်းသေးတွေကတော့ဆက်လိုက်လာနေကြပြီအစကလူဖီတို့ထောင်ဖောက်ထွက်ပြေးဖို့ကြံစီနေတာထင်တဲ့အတွက်နောက်ကလိုက်လာခဲ့တဲ့ Mr. 3လေလူဖီကသူ့ကို Ace ကိုလာခဲ့တာမှတိလိုက်ရတော့မှလူပေါင်းမားပြီဆိုတာကိုရိပ်မိလိုက်ပါတယ်ဒါပေမဲ့လှေကားတွေကတလွာကနေ3လအထိဆက်ထားတာမို့အန်ရကင်းကင်းနဲ့ထွက်ပြေးလို့မရမချင်းအောက်ထက်ကိုလမ်းပြပြီးမယ်လို့သဘောတူလိုက်ပြီးမြဲအဲ့ကိုသွားတဲ့လမ်းမှာပဲတားရဲ့အလွှာရဲ့လှေကားဆောင် Sphinx လို့ခေါ်တဲ့အကောင်ကြီးနဲ့တိုးသွားကြပါတယ်Sphinx ကိုလူတွေနေမကပဲအဲ့အထက်ကတရိတ်ဆန်နေပါကြောက်ကြပြီးအဖိုးကြီးမျက်ခွက်နဲ့လူစကားကိုလည်းအတိတ်ပဲမသိပဲထောင်သားတွေပြောသမျှခောက်ဆွဲနေမဲ့တွေလိုက်မှန်ရင်းနဲ့ပြန်ရုပ်နေရမို့လူဖီခင်ဗျအလိုက်ခံနေရတာတောင်အတန်ကြောင့်ဘိုက်ပိုစားလာခဲ့ပါတယ်အဲ့အချိန်ဒီမှာလူဖီနဲ့အတူအောက်ထပ်ကိုမလိုက်ချင်တဲ့နှစ်ယောက်ကအကြံနူပူးပေါင်းလိုက်ကြပြီး Sphinx ကလူဖီရဲ့ဘာစုကနေတော့မဖြုံပဲ Mr. 3ရဲ့ဖျောင်းကိုပါအသာလေးဖြတ်စည်းနိုင်ပြီမဲ့ညင်ရင်နဲ့တရိတ်ဆန်ဖြစ်နေရမို့ဖျောင်းကိုဝါနဲ့လူအစ်စ်ကိုမခွဲခြားနိုင်တဲ့အတွက် Mr. 3တို့လည်းလူဖီနဲ့ Sphinx ကိုအယုတ်တွေနဲ့အာယုံလွှဲထားခဲ့လိုက်ကြပါတယ်ဒါပေမဲ့ကျမ်းမြင့်ကိုထုပါများတော့ကြီးမားတဲ့အင်အားကြောင့် level 2ကမခံနိုင်တော့ပဲအောက်ကိုကျွံကျသွားတဲ့အတွက်နှစ်ယောက်တည်းထွက်ပြေးဖို့လုပ်တဲ့ဘာဂီတို့ပါနောက်တစ်ခေါက်အစ်စ်ပါသွားကြပြန်ပါတယ်ဂျင်မဲက White Bee နဲ့အရင်တည်းကတီကျွမ်းခဲ့တဲ့သူဖြစ်တဲ့အပြင် Ace နဲ့ပါသူတေကိုတေတိုက်ခိုက်ဖူးပေမဲ့ White Bee ရဲ့ပင်လယ်ဓမြတွေကိုတော့သူအမြဲလေးစားတာမို့ Ace ကိုလည်းလွတ်စေခြင်းပြီးဟိုးရင်ပင်လယ်ဓမြခေတ်ကြီးစတင်တော့ဆိုရင်အစိုးရရောအခြားပင်လယ်ဓမြတွေကပါငါးလူသားတွေကိုအကျဉ်းသားတရားမရှိပဲကြုံအဖြစ်ရောင်းစားခဲ့ကြတာမို့အတော်လေးဒုက္ခရောက်ခဲ့ရတဲ့အကြောင်း Ace ကိုပြောပြလိုက်ပါတယ်ဒါပေမဲ့တနေ့တော့ White Bee ရောက်လာပြီးငါးလူသားကျွန်းကိုသူ့ရဲ့ပိုင်တဲ့အဖြစ်ကြီးညာခဲ့တာကြောင့်မုတ်စိတ်ဖြူရဲ့အရှိန်ဝါနဲ့ဘယ်သူမှနောက်ထပ်ငါးလူသားကျွန်းကိုမထီရဲကြတော့ပဲတခြားကျွန်းတော်တော်များများကိုလည်းသူ့ရဲ့နာမည်အောက်မှာကာကွယ်ပေးခဲ့တာမို့ငါးလူသားတယောက်ဖြစ်တဲ့ဂျင်မဲက White Bee ကိုအမြဲကျေးဇူးတင်လေးစားနေခဲ့တာဖြစ်ပါတယ်အဲ့လိုလူမျိုးကိုအစိုးရအနေနဲ့ပင်လယ်ဓမြဆိုရင်မကောင်းမှုဆိုပြီးဝလုံးချီးတုပ်ရမ်းတယ်လို့မဆုံးဖြတ်သင့်ပဲသူကိုယ်တိုင်စစ်ပွဲကိုထွက်တားခြင်းတဲ့အကြောင်းပြောနေတော့သူတို့ရဲ့မျက်နှာချင်းဆိုင်ထောင်ခန်းထဲကနေရည်တံတစ်ခုကိုကြားလိုက်ရပါတယ်ရေတက်ကို White Bee ရဲ့ရှုံးလို့မဖြစ်ပဲသူကိုယ်တိုင်မုတ်စိတ်ဖြူကိုတိုက်ခိုက်ချင်နေတဲ့အကြောင်း Crocodile ကပြောလိုက်တော့ Ace လည်းမင်းတို့ကောင်က White Bee ကိုရှင်းနိုင်မယ်ထင်နေရလားလို့ပြန်မေးလိုက်ပြီးမြဲတကယ်တမ်းမုတ်စိတ်ဖြူနဲ့ Roger တို့အင်အားကြီးရဲ့ကောင်တွေကိုတူးကြီးဆက်ချင်နေရက Crocodile တယောက်တည်းမဟုတ်ဘူးဆိုတာလက်တွေ့မြင်လိုက်ကြရပါတယ်လူဖီတို့နဲ့အတူတာယေ Sphinx ကပါအောက်ကိုပြုတ်ကျသွားပြီးမို့ level 2မှာဘာဂီတို့လှုပ်ပေးခဲ့တဲ့ထောင်သားတွေကတကြောပြန်အုံကြွလာကြပြီးထောင်ဘက်ကလည်းစန်းကုတ်ကူရဲ့အမိန်ပြန်တာကြောင့်တေတန်ကြအကျဉ်းသား Pocket Ace နဲ့ကောက်ရိုးထုတ် Monkey D လူဖီတို့ကညီကိုတွေမှန်သိသွားကြတဲ့အတွက်ဒီထောင်ကိုဘာကြောင့်ဖောက်ဝင်လာလဲဆိုတဲ့အဖြစ်ကိုပါသဘောပေါက်သွားကြပါတယ်အဲ့ဒါအပြင် level 2မှာအကျဉ်းသားတွေကြောင့်အတိကယုံတွေပေါ်ပေါက်နေပြီဖြစ်လို့ထောင်မှုမဂျယ်လန်စီကိုနောက်တစ်ချိန်သတင်းထပ်ပို့လိုက်ကြပြီး Monkey D လူဖီက Anis Lobby မှာကမ္ဘာအစိုးရကိုဓာတ်ရိုက်စိန်ခေါ်ခဲ့တဲ့အပြင် Celestia ရဲ့ Dragon တယောက်ကိုပါကိုထိလက်ရောက်စော်ကားခဲ့တာပါမကအခုလိုအရေးကြီးနေတဲ့အချိန်မှာပါတမန်နီအကျဉ်းတောင်အင်မေတောင်တွေကိုဖောက်ဝင်နေပြန်ပြီဖြစ်လို့စန်းကုတ်ကူလည်းမကြုံစဘူးအခြေအနေတွေကြောင့်ဒေါပွားနေပြီမြဲ Gap ကပါသူ့မြေရဲ့တက်တိအတွက်ဂုံယူနေတာကြောင့်ရေတက် Fleet Emerald ကြီးလည်းခေါင်းချောက်နေရပြီဖြစ်ပါတယ်ဘာတိုလိုမျိုးခုမာကလည်းစာဖောင်ဒီကျွန်းမှာ store head တွေကိုသူရှင်းလိုက်မယ်လို့ဆိုပြီးတမင်လှုပ်ပေးလိုက်တာမှသိနေလို့ပင်လယ်ဓမြတွေကိုယုံလို့မရဘူးဆိုတာသဘောပေါက်သွားတာကြောင့် Gap ကိုလည်းအပြစ်တင်မရဘသူမဲလို့မဲရမှန်မသိတဲ့အခြေအနေကိုရောက်နေရပါတယ်တစ်ဖက်မှာတော့လူဖီတို့3ယောက်ကငတ်မွတ်ချင်းအလွှာကိုရောက်သွားကြပြီးကျမ်းမြင့်ကတော့အတော်လေးပူပြင်းနေရမှုကြီးလိုက်တာနဲ့တောက်เสียရေတပေါင်းမှမရှိပဲနမဲနဲ့လိုက်အောင်အငတ်ခံရတော့မယ်အပြင် Mr. 3ရဲ့ဖျောင်းအစွမ်းကပါပူပြင်းတဲ့နေရာမှာသုံးလို့မရတော့ပဲလှေကားနေရာကိုလည်းမမြင်ရတော့တာကြောင့်ဒီထက်ပိုပြီးဒုက္ခခံရအောင်မယ်ဆိုတာကိုသဘောပေါက်လိုက်ကြပါတယ်ကန္နာရလို့ဒီနေရာမှာတနေရာကတနေရာသွားဖို့တောင်အိုင်းကုန်ခန်းလုံးနေပြီးအပူရှင်ကလည်းပြန်နေရဲ့ငှက်တောင်အောက်ပြုတ်ကြရင်ကင်မီတာဖြစ်တဲ့အထိညားလုံးနာမှုအပူတန်ကိုအထိုက်အလျောက်ခံနိုင်မဲ့အချင်းငန်းအဆောက်အဦတွေစီဝင်သွားကြပါတယ်ဒါပေမဲ့အထက်ကစူဂျီဘယ်ရီတန်90အထက်ထောင်သားတိုင်းအစာရေးစားငတ်မှုကြောင့်၆ကပ်ပြီးတေမလို့ဖြစ်နေတာကိုမြင်သွားကြတာမို့ဒီအထက်ကနေအများဆုံးထွက်သွားဖို့ပဲဆုံးဖြတ်လိုက်ကြတဲ့အချိန်ထောင်ဆောင်တွေကလည်းသူတို့ကိုပြန်ဖမ်းဖို့မျက်စိတောက်ထောက်လှုပ်ရှားနေကြပြီဖြစ်ပါတယ်လူဖီတို့ဘလောက်သွားသူတို့လာခဲ့တဲ့မူလနေရာကိုပဲပြန်ရောက်လာကြတဲ့အချိန်ထောင်ဆောင်တွေကစီစတုံးနဲ့လှုပ်ထားတဲ့ပိုက်ကွန်သုံးပြီးအလေးအငိုက်ဖမ်းလိုက်ကြတဲ့အတွက်နတ်ဆိုးအသီးစားထားတဲ့3ယောက်လုံးဘာမှမတက်နိုင်ကြတော့ပဲသူတို့ကိုဥဆောင်ဖမ်းဆီးလိုက်တဲ့သူကလည်း Sedes လို့ခေါ်တဲ့ပူပူတေးသေးနဲ့ထောင်ဆောင်အရာရှိဖြစ်နေခဲ့ပါတယ်ဒီအထက်မှာကင်းလဲနေရမကောင်းဆိုးအဆောင်၄កောင်တောင်ရှိတာမို့လို့အခုလောက်နဲ့အဖမ်းခံရတာကန်ကောင်းတယ်လို့ပြောနေတော့တတိလင်းနေတဲ့ Sphinx ကပြန်နိုးလာတာကြောင့်ရုံးကန်ရင်နဲ့ပိုက်ကွန်ကပြတ်သွားတဲ့အတွက်လူဖီတို့ပါကန်ကောင်းပြီးထပ်မံလွတ်သွားကြပါတယ်လူဖီကဘလူးကိုဒီကိုတယောက်တည်းတက်ခိုင်းနေရပြီမဲ့ဟိုနှစ်ယောက်သူ့ကိုပြစ်ပြီးထွက်ပြေးတာကိုစိတ်မဆိုးပဲဒီနေရာအထိလိုက်ပို့ပေးလို့ကျေးဇူးတင်တဲ့အကြောင်းတောင်လှမ်းပြောလိုက်ပြီးသူကိုယ်တိုင်ကလည်း Sphinx တောင်းကျမ်းနေလို့ထွက်ပြေးခွင့်ရသွားခဲ့ပါတယ်ထမ်မိုးမဂျယ်လန်တို့ကတော့ဟန်ကုတ်ဒီကိုရောက်လာတာမီလက်တီ Ace ကိုကိုယ်တိုင်မြင်ချင်လို့အထင်နဲ့အောက်ဆုံးအလွှာကိုလိုက်ပြပေးနေကြပြီးအဆောင်နေရ3လကနေအပေါ်တက်တဲ့လှေကားတွေကိုပိတ်ပစ်လိုက်တာကြောင့်ဘဂီနဲ့ Mr. 3တို့ခင်ဗျာသူတို့ထင်သားသလိုထွက်ပြေးလို့မရတော့ပဲအနားမှာလည်းအကတချင်းစုံနေတဲ့အတန်ကိုကြားလိုက်ကြရပါတယ်Mr. 3ကတော့အဲ့အတန်ကိုကြားရုံနဲ့တင်သူနဲ့တစ်ချိန်က Crocodile လက်အောက်မှာအတူလုပ်ခဲ့တဲ့ Mr. 2ခေါ်ဘုံကလေးဖြစ်နေမှရိပ်မိလိုက်ပြီးတခြားသူတွေမတက်ရက်ဖို့တော့အနိုင်နိုင်ဖြစ်နေကြတဲ့အချိန်အဲ့တရက်ကတချင်းမှာအော်ဆိုနေရကြောင်းတာမန်လူတော့မဟုတ်ဘူးဆိုတာဘဂီလည်းရိပ်မိလိုက်ပါတယ်
အဲ့ဒါကြောင့်သူတို့ကိုကူညီနိုင်မဲ့အထင်နဲ့ Mr. 3ရဲ့စကားကိုတော့စုံအောင်နားမထောင်တော့ပဲဘုံကလေးစီရောက်လာတော့မှဒီကောင်းပုံစံကိုကြည့်ပြီးဘက်ကီလိုကောင်းတော့စိတ်ညစ်သွားပါတယ်တစ်ဖက်မှာတော့လူဖီက AC ကိုသွားဖို့ဘယ်ကိုရှောင်မှမသိရဲ့လှေကားတွေအတိုင်းဆင်းချလာခဲ့ပြီးဘုံကလေးကလည်းသူ့တငယ်ချင်းကောက်ရိုးအုပ်ထုတ်ဒီကိုရောက်နေတဲ့ကြတော့ချက်ချင်းနောက်ကနေလိုက်သွားတာကြောင့်ဘက်ကီလိုခင်ဗျအာမကိုလိုက်ရပဲမီလက်ဒီ Ace ကိုလာကဲတဲ့လူဖီတဲ့တင်ကြောင့်အမင်းရတဲ့ရေတပ်သားတွေပါထောင်ထဲကိုစစ်ကူအနေနဲ့ရောက်လာကြပါတယ်ဒါပေမဲ့စာတီဆိုတဲ့ထောင်အရာရှိမိမတယောက်ကသူတို့သာရေတက်စီရအကူအညီယူမယ်ဆိုရင်နှစ်ပေါင်းများစွာတည်တံ့လာတဲ့အင်ဘယ်တောင်းရဲ့ဂုံသိက္ခာကျဆင်းသွားလိမ့်မယ်လို့ပြောရင်းနဲ့ဝင်ပေါက်ရှိမှတင်တားထားလိုက်ပါတယ်ဆွဲတတကထောင်အဝင်ထွက်လုပ်တဲ့တခုတည်းသောဝင်ပေါက်ဖြစ်လို့အဲ့ဒါကိုမတင်ပြီးအပြင်ကနေတာဝိုင်းထားရင်လွတ်စရာလမ်းမရှိတော့ဘူးလို့ပြောလိုက်မှရေတက်အရာရှိတဲ့လက်ခံသွားခဲ့ပြီးတစ်ဖက်မှာလည်းထောင်မိုးနဲ့အတူဝါလော့ဟန်ကိုတို့က Ace ကိုဖမ်းချုပ်ထားတဲ့နေရာစီရောက်လာကြပြီဖြစ်ပါတယ်ဟန်ကုတ်ကိုမြင်တာနဲ့သူမရဲ့အလှကြောင့်ထောင်သားတွေကစူပူအုံကြွလာတဲ့အပြင်သူမလိုဘယင်မကိုတောင်စော်ကားတဲ့စကလုံးတွေနဲ့မတိတိဝိုင်းပြောနေကြပြီမြဲဟန်ကုတ်ကဂယုမဆိုင်ပဲ Ace အနာကိုတိုးကတ်သွားပါတယ်ဘိုးဟန်ကုတ်ဆိုတာဝါလော့ဖြစ်နေရင်တော့ကမ္ဘာအစိုးရစင့်ခေါ်တာကိုဘတော်မှလက်မခံဘူးပဲဒီတစ်ခေါက်စစ်ပွဲမှာတော့ပါဝင်လာတဲ့အတွက်ဂျင်မဲကိုယ်တိုင်တော့အံ့ဩနေရတော့ထောင်သားတွေကမွေမင်းသမီးရဲ့ဆွဲမက်စရာအလှကြောင့်စူညံနေရမရက်သေးလို့ထောင်မှုမကျလန်လည်းပညာပြပေးလိုက်ရပါတယ်ထောင်မှုရဲ့လက်ထဲမှာအခွင့်အာဏာနဲ့လုတ်ပိုင်ဝင်ရှိတဲ့အတွက်သူမကြိုက်တဲ့ဘသူ့ကိုမဆိုတေတံပေးလို့ရတဲ့အကြောင်းလက်တွေ့ပြပေးလိုက်ပြီးအဲ့လိုတစ်ဖက်မှာရိုးရိုးတဲတဲဖြစ်နေတဲ့အချိန်ကိုက်ပဲဟန်ကုတ်ကအကြောင်းအရာတချို့ Ace ကိုပြောပြနိုင်လိုက်တဲ့အတွက်သူပြောတာကိုတခြားဘသူမှမကြားလိုက်ပဲထောင်ကနေအေးအေးဆေးဆေးပြန်ထွက်ခွင့်ရသွားခဲ့ပါတယ်အဲ့ဒါကြောင့်ပဲ Ace ကသူ့ညီလူဖီထောင်ထဲကိုဖောက်ဝင်လာတယ်ဆိုတာကိုသိသွားခဲ့ပြီးတစ်ဖက်ကထောင်ဆောင်တွေကလည်းလမ်းပြောင်းနေတဲ့လူဖီကိုဝိုင်းဖမ်းဖို့လှုပ်လိုက်ကြတဲ့အပြင် Spin ကပါကူညီနေလို့လူဖီတယောက်ဒုက္ခရောက်တော့မဲ့အချိန်မှာထောင်ဝင်းစုံနေဆိုလိုကြီးရောက်ချလာတာကိုမြင်လိုက်ရပါတယ်ဒါပေမဲ့ဓာတ်နဲ့မခုတ်ပဲဘဲလေးအက6တောင်းနဲ့ပြေးကန်လိုက်တဲ့အပြင်အတော်လေးရင်းနှီးနေတဲ့အတန်တကူကြောင့်အဲ့ဒါအာလာဘတ်စတာမှာသူတို့အတွက်ပေးဆက်ရင်အဖမ်းခံခဲ့တဲ့တငယ်ချင်းဘုံကလေးဆိုတာလူဖီလည်းချက်ချင်းမှတ်မိသွားပါတယ်ဘုံကလေးကရောက်လာတာနဲ့သူ့တငယ်ချင်းကိုအနိုင်ကျင့်တဲ့ကောင်တွေအားလုံးရဲ့မျက်ခွက်စီခြေကန်ချက်တွေပြစ်သွင်းပေးလိုက်တဲ့အပြင်စပင်လိုအကောင်ကြီးကပါဘွန်းချန်နဲ့လူဖီရဲ့ထိုးချက်ကန်ချက်တွေကိုမခံနိုင်ပဲတငယ်ချင်း2ယောက်ခမအနှောက်အယှက်ကင်းကင်းနဲ့အလွမ်းတဲ့ခွင်ရသွားကြပါတယ်လူဖီသာဒီထောင်ရဲ့ level 5ကိုတွားကျင်တာဆိုရင်သူပါအဆုံးထိလိုက်ခဲ့မယ်လို့ဘုံကလေးကဂတိပေးလိုက်ပြီးအဲ့ level 5မှာလည်းသူတွေးကျင်နေတဲ့တယောက်ရှိတဲ့အကြောင်းပြောပြလိုက်တော့အချောင်းနဲ့မြောက်ဘော်ဒါ2ရက်ကိုတာမန်ထောင်ဆောင်အယုတ်တွေကမတားနိုင်တော့ပဲလူရှင်တော်ဘက်ကီ Mr. 3နဲ့ဘုံကလေးတို့ကလူဖီကိုကူညီပေးနေတဲ့အကြောင်းမှာအင်ဘယ်တောင်းတစ်ခုလုံးကိုပြန့်နှံ့သွားပါတယ်ဟန်ကုတ်ကလည်းထောင်ကနေပြန်ထွက်သွားရပြီမို့အဲ့ကိစ္စကိုထောင်မှုမကြလန်ကပါတီးသွားတဲ့အတွက်အရာရှိစေတီတို့နဲ့အတူလူဖီတို့ကိုအမဲလိုက်ပွဲစတင်တော့မှဖြစ်တဲ့အပြင်တကယ်လို့ level 3မှာရှိတဲ့တာရဲကြီး Minotaurus လက်ကလွတ်ခဲ့ရင်တော့သူတို့မရောက်ခင်ထောင်ရဲ့ level 4ကစောင့်ဖမ်းဖို့ပါညွှန်ကြားထားလိုက်ပါတယ်ပြောလို့မှမဆုံးသေးပဲကြမ်းတမ်းတက်မာလာတဲ့ Minotaurus ကလူဖီတို့စီကိုဆိုက်ဆိုက်မြက်မြက်ရောက်သွားတဲ့အပြင်သူ့ရဲ့မြန်ဆန်ပြင်းထန်လာတဲ့တိုက်ခိုက်မှုတွေကြောင့်လူဖီရောဘုံကလေးပါဆွဆောအားလောက်မလွယ်ကူကြတော့ပဲဂီယာ2 Jet Bazooka နဲ့ပါထုတ်ပြီးတိုက်ခိုက်လိုက်ရပါတယ်ဒါကတော့ One Piece အပိုင်း150ခုဖြစ်ပြီးအပိုင်း158ကိုနောက်နေ့မှတင်ပြသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်